မြန်ခုလေကွာဂျပန်ရဲ့ဘိုက်စာနေ ရပါပြီဂျပုံကြီး ဘာဂျပန်ကြီးလဲဂျပန်ကြီးပါဟဲ့ထမင်းအရန်စင်းလောက်တာနော်ဂျပန်ကြီးကုန်ကြီးစွမ်းနဲ့တန်းထက်သူလေးခွင်းစိတ်ဆိုးတတ်တယ် မင်းတော်တော်အတုံးမချတဲ့ကောင်ပဲမင်းထားလေးတော့မသိဘူးလား ကျွန်တော်လည်းရှာနေရပဲဗျာဂျပန်ကြီးစားကျင်တဲ့ဆိုင်တွေ့မှမတွေ့ဘူး တော်ကုန်မပြောချင်ဘူး ဟဲ့ခဏလေးနင်းလည်းတွေ့နေတော့ပဲဂျပန်ကြီးစားကျင်လို့တယ်ဟာ ဘာစားနေတာတော့ မဟုတ်ကွာစီချွန်ရတာစီစားကျင်တယ်ပြော ဟောအဲ့ဒါမြတ်ဒီနားမှာရှိတယ်လေ ဟုတ်လားအဲ့ဆိုခေါ်သွားပေးအောင်သေး ဘလို့ခွာမအောင်နေရောလိုက်ခဲ့လေ တိုက်ခဲ့ရမှာ လိုက်ခဲ့မှာကမလေး ဟဲ့ဒါနဲ့ဟိုစီချွန်ရတာစစ်နော်ဟုတ်လား အေးစစ်မစစ်ငါစားနေကြငါတောင်းနေတယ်ညနေလာစားနေတာ အေးပါတော်နေမဟုတ်ရင်ငါ့ကိုဂျပန်ကြီးစိတ်ဆိုးနေမှာဆိုလို့ ဒီအမခံ အေးပါဂျပန်ဒါမာလာထန်ပါ မြည်ကြည့်ပါ ကနန်းကနန်း ဂျပန်ကြီးကနောက်ပြီခရုပါ ခရု ခရုပါဟုတ် ဟဲ့နေတပန်ကြီးကဒီတစ်မျိုးတည်းပဲစားနေတခြားတွေကိုသိလိုက်အောင် ဟောအေးဂျပန်ဒါမာလာရှန်ကောဘာစီချွန်ရတာစစ်ပါ ဟဲ့နေတပန်ကြီးကရတာကောင်းမကောင်းလေးုံလေးစားလို့ကောင်းမကောင်းလား ဟုတ်အဲ့ဘူချူရောရောတော့ဘူချူ ကောင်းတယ်ကောင်းတယ် ဟဲ့ညလည်းပြောနေရတာပဲဒီတစ်မျိုးတည်းပဲကျွေးနေတခြားတွေကိုကျွေးလာတယ်တော့ကြဘိုက်ဝပြီးစားနိုင်နေလေ သူကြိုက်လို့စားရနေမှာပေါ့ဟာဂျပန်ဒါကန်းကောကြက်တောင်မယ်ဘာမဖို့တူဘူးတဲ့ တော့ဆိုရဟာ ဟဲ့ထိုင်းနေနဲ့လေထမင်းလေးပါလေအရန်စင်းလောက်ထားလို့ပြောအောင်ဂျပန်ဒါတော်တော်ကောင်းတယ်ရှမ်းလာကနန်းချက်ဒီကောင်ဂျင်းလူဖားသားချက် ဖာတာ ဟုတ်တယ်ဖားသား အာ ဟဲ့ဘာဖြစ်တာ အ တော့ ညက်ကကနန်းနေရအညက်ကကနန်းနေရ ဟောကနန်းအညက်နဲ့ဖယ်ပေးလိုက်လေ ဖာတာကောင်းတယ်ကွာ ဘယ်ဒါလူဝဲအသားပေါင်းနဲ့ဒီဘက်အပြင်ဘောက်ချက် ဟဲ့လုံးပါပြောရအောင် ဘာရွှဲ ဘာပြောလဲ ဘာရှဲ ပါလဲမသိ အာဘာရွှဲ ပါဆယ်ထုတ်မယ် ကဲအရသာကောင်းမကောင်းတော့မမေးနဲ့ဗျာဆိုင်နမဲကအားလုံးကောင်းတယ်ဗျာတကယ်လည်းမစိုးပါဘူးအရသာလေးကမိုက်တယ်တခုပဲဗျာသူကကြတော့ဒီမာလာအရသာစစ်ပေါ့နော်မာလာအရသာစစ်မကြိုက်တဲ့သူဆိုရင်တော့ကြိုက်မှာမဟုတ်ဘူးတကယ်မာလာကြိုက်တဲ့သူဆိုရင်တော့လုံးဝစားတင်တဲ့ဒီဆိုင်ကတော်တော်လေးမိုက်တယ်ဆိုင်ကနှစ်ဆိုင်ရှိပါတယ်ကျွန်တော်အဲ့မှာလိပ်စာလေးရေးပေးထားပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်